မျက်လုံးကမမြင်ရပေမဲ့သူမရဲ့အစွမ်းတွေနဲ့လောင်ကစားဝိုင်းမှာလောင်တိုင်းနိုင်နေတာပါသူမအစွမ်းတွေဘယ်လိုရလာလဲဆိုလာကမိန်းကလေးတယောက်ဟာပစ္စည်းယူရွေးနေတဲ့ဖျားချောင်းဟောင်းတစ်ခုကိုမတော်တဆရောက်ရှိသွားနေတဲ့အဲ့ဒီမှာရှိတဲ့နတ်ဖျားရုပ်တုတွေဟာလူဝဲသူမရှိလို့ပျက်စီးနေပါလေမိန်းကလေးဟာကျင်နာတတ်တဲ့စိတ်နဲ့သူမတောင်းရမ်းလိုရထားတဲ့ပန်းသီးလေးကိုညံ့ညံ့ထုတ်ဂယုတစိုက်တုတ်တင်ပြီးနတ်ဖျားကိုပူဇော်ဖို့အတွက်ရုပ်တုရှိမှအသားလေးကတ်လှူလိုက်ပါလေဒီမိန်းကလေးဟာမွေးရပါမရှိမမီငါရှာပါဘူးသူမကဒီဖျားချောင်းဟာတန်ခိုးကြီးလာလေအာလန်ရှန်ရဲ့ဖျားချောင်းဖြစ်တယ်ဆိုတာတတိယသွားပြီးချက်ချင်းပဲဒူးထောက်ဆူထောင်လိုက်ပါတော့တယ်အာလန်ရှန်နတ်ဖျားမင်းကြီးရှင်ကျမရဲ့စန္ဒကိုတကယ်ဖြည့်ဆည်းပေးနိုင်မယ်ဆိုရင်ကဘာကြီးကိုကောင်းမွန်စွာမြင်နိုင်ဖို့အတွက်ကျမကိုတတိယမျက်လုံးတစ်လုံးပေးသနာတော်မူပါလို့တောင်းပန်ပါတယ်ပြီးတော့ဒီဖျားချောင်းကြီးကိုဖျက်လဲပြုပြင်ပြီးနတ်ဖျားမင်းကြီးကိုလည်းကောင်းမွန်တဲ့အစားအစာနဲ့တောက်စရာတွေပူဇော်နိုင်ဖို့ကျမကိုချမ်းသာခွင့်ပေးပါရှင်တဲ့မမျိုးလင့်ပဲနတ်ဖျားကသူမရဲ့စန္ဒကိုတကယ်ဖြည့်ဆည်းပေးခဲ့ပါတယ်မင်းကငါ့ကိုပူဇော်သက်ကဆက်တဲ့ပထမဆုံးလူသားပဲမင်းကငါအပေါ်ကျင်းနာစွာဆက်ဆံတဲ့အတွက်မင်းရဲ့တောင်းဆိုချက်ကိုငါဖြည့်ဆည်းပေးမယ်အရာအနုရဲ့အကြောင်းရင်းနဲ့အကျိုးဆက်တွေကိုမြင်နိုင်အောင်ငါရဲ့နတ်ဖျားမျက်လုံးကိုမင်းကိုပေးသနာလိုက်ပြီးမင်းရဲ့မူလရည်ရွယ်ချက်ကိုအမြဲမှတ်မိနေပြီးဒီနေ့ကတိကိုမမေ့ပါစေနဲ့လို့နတ်ဖျားကမိန့်ကြားလိုက်တယ်ဂါထာလို့ဆိုပြီးတဲ့နောက်မှာတော့မင်းကလေးဟာတကယ်ကြီးမြင်နိုင်သွားလို့အန်အောဝန်တာဖြစ်သွားရပါတယ်သူမဟာချက်ချင်းပဲမြေပြင်ပေါ်မှာဒူးထောက်ပြီးအာလန်ရှန်ရဲ့ကြီးမားလာတဲ့ကျင်းနာမှုအတွက်ဥညွတ်ကျေစုတင်လိုက်တယ်ပြီးတော့ပိုက်ဆံတွေအများကြီးရတဲ့အခါဖျားချောင်းကိုပြန်ဆောက်ပေးပါမယ်လို့ကတိပေးခဲ့ပါတယ်။အဲ့ဒီနောက်မှာတော့သူမဟာပိုက်ဆံအများဆုံးရနိုင်မဲ့လောင်ကစားယုံကိုသွားပြီးကန်ဆန်ဖို့ဆုံးဖြတ်လိုက်တယ်။လောင်ကစားယုံထဲကအမှန်ရှိရောက်တဲ့အခါမင်းကလေးဟာနှစ်ပေါင်းများစွာသူမကိုသူမဘယ်လိုပုံစံလဲဆိုတာမသိခဲ့ရတာကြောင့်မှန်ထဲကိုကြည့်လိုက်မိတယ်။အော်ငါပုံစံကဒါမျိုးလားမျက်လုံးသေးသေးလေးရှိတာကငါ့ကိုထူးခြားစေတာပဲလို့သူမတွေးနေတော့မှာပဲ။စာရဲကဒေါသတကြီးနဲ့သူမကိုမျက်မမြင်မလို့ခေါ်ပြီးစူပူနေထုတ်ပါတော့တယ်။ထိုအခါမှာပဲမင်းကလေးဟာသူမရဲ့မျက်ခုံးတစ်ခုကြားမှာပေါ်နေတဲ့တတိယမျက်လုံးကိုတခြားသူတွေမမြင်နိုင်ဘူးဆိုတာသဘောပေါက်သွားတယ်။စာရဲကမင်းကလေးရဲ့ညစ်ပတ်ပေးရင်းနေတဲ့ပုံစံကိုကြည့်ပြီးပိုက်ဆံမရှိဘူးအထင်နဲ့နင်းထုတ်ဖို့လုပ်တဲ့အခါမင်းကလေးကသူမရှိရဲ့နောက်ဆုံးငွေတင်ကားလေးကိုထုတ်ပြလိုက်ရတယ်။သူမတကယ်လောင်းကစားမှာကိုတည်သွားတဲ့အခါစာရဲရဲ့မျက်နှာဟာချက်ချင်းပြောင်းလဲသွားပြီးဂိမ်းအမျိုးမျိုးကိုစိတ်အားထက်သန်စွာမိတ်ဆက်ပေးပါတော့တယ်။မင်းကလေးကတော့အယိုးရှင်းဆုံးဖြစ်တဲ့အန်စာတုံးလင်တာကိုပဲကစားမယ်လို့ပြောလိုက်တယ်။လောင်ကစားဝိုင်းရောက်လို့မင်းကလေးမျက်စိမမြင်တာကိုသိသွားတဲ့အခါဆိုင်ရှင်ဖြစ်သူကအယံကိုပြောသွားပါတယ်။မင်းကလေးကသူမရဲ့တတိယမျက်လုံးကိုတိတ်တိမ်လေးဖွင့်ကြည့်လိုက်တဲ့အခါအန်စာတုံးဘော်ကကနန်းတွေကိုအကုန်မြင်နေရပါပြီ။သူမကရှိသမျှပိုက်ဆံအကုန်လုံးကိုဂျာတစ်အန်စာတုံးကနန်းတူမှာလောင်ကြီးထည့်လိုက်ပါတယ်။ဆိုင်ရှင်ကကျင်းနာတယောက်နဲ့ဂျာတစ်ကအစအများကြီးပေးပြီးမှထုတ်ဖို့မထင်နိုင်ဘူးနော်လို့အကြံပေးပြီးမှအန်စာတုံးကိုဖွင့်လိုက်တဲ့အခါအားလုံးအံ့ဩတင်သွားကြတယ်။6-3 လုံးပါတဲ့ဂျာတစ်ထင်နေလို့ပါဆိုင်ရှင်ကဒီမိန်းကလေးကိုမျက်မမြင်ဆိုပေမဲ့နားမကြားဘူးလို့ထင်နေပြီးအားလုံးတိတ်တိတ်လေးကြားလို့အမြန်ဖြောက်လိုက်တယ်ပြီးတော့မိန်းကလေးမမြင်ဘူးအထင်နဲ့အန်စာတုံးကို4-5-6ဆိုပြီးခိုးပြောင်းလိုက်ပါတော့တယ်ဒါကိုမြင်သွားတဲ့ဘေးကလူတွေကကြီးမာလောင်ကြီးတွေအကုန်ပုံအောထိုင်လိုက်ကြတယ်သူတို့ရဲ့လွှေခွက်တွေကိုမိန်းကလေးကနတ်မျက်စိနဲ့အကုန်မြင်နေတာသူတို့မသိကြဘူးဆိုင်ရှင်ကမော်ပင်ရသုံးပြီးအန်စာတုံးကိုထပ်ပြောင်းထိုးလုံးနေတော့မှပဲမိန်းကလေးကနတ်ဖျားရဲ့စွမ်းအားကိုသုံးပြီးအန်စာတုံးတွေကိုကြာတစ်အဖြစ်ပြန်ပြောင်းလိုက်ပါတယ်ဆိုင်ရှင်က4-5-6လို့ကွာဝါပြီးဖွင့်လိုက်တဲ့အချိန်မှာအန်စာတုံးတွေကကြာတစ်ဖြစ်နေစေဆိုတာအားလုံးမြင်သွားကြတယ်။ဆိုင်ရှင်ကအန်အောတင်သွားပြီးအန်စာတုံးတွေဘယ်လိုပြန်ပြောင်းသွားလဲဆိုတာနားမလည်နိုင်ဖြစ်နေတယ်။ဘာတွေဖြစ်ကုန်တာလဲဘယ်လိုလုပ်6-3လုံးဖြစ်နေရတာလဲလို့သူရည်ရွယ်နေမိတယ်။မိန်းကလေးကဆရာရှင်းပြပါဦး။ခင်ဗျားခုနပဲကနန်းတွေကိုရှင်းရှင်းလင်းလင်းပြောင်းလိုက်တာလေဘယ်လိုလုပ်6-3လုံးပြန်ဖြစ်လာတာလဲ။ကျမကမျက်မမြင်ဘဲဟာကိုဘယ်လိုသိနိုင်မှာလဲလို့ပြန်ပြောလိုက်တယ်။ဒီတစ်ချီမှာတင်မိန်းကလေးဟာငွေ100ကိုအလွယ်တကူရရှိသွားပါတယ်။မယုံကြည်နိုင်တဲ့ဆိုင်ရှင်ဟာချက်ချင်းပဲနောက်ထပ်ဂိမ်းတစ်ခုနဲ့စိန်ခေါ်ပြန်တယ်။ဒီတစ်ခါမှာတော့အန်စာဒုံမန်စားပွဲဖြစ်ပြီးသူကငွေ1လအထိလောင်ချေထပ်ထည့်လေ။မင်းကလေးကအလွယ်တကူပဲသဘောတူလိုက်ပါတယ်။အလေးအရာဆိုင်ရှင်ကအရင်ခံမရမှဖြစ်လို့သူကခဏတစ်ခုကိုချက်ချင်းပြောလိုက်တယ်။မင်းကလေးကသူမရဲ့နတ်မျက်စိနဲ့ကြည့်လိုက်တဲ့အခါဆိုင်ရှင်ဟာတကယ်ပဲကျွမ်းကျင်ပြီးကနန်းအတိအကျကိုလွှင့်နိုင်တာတွေ့လိုက်ရတယ်။ဆိုင်ရှင်ရဲ့ရှိကအောင်ပွဲတီကြောင့်ဘေးကလူတွေကလည်းဆိုင်ရှင်နောက်ကလိုက်ပြီးလောင်ချေတွေထပ်ထည့်ကြတယ်။မင်းကလေးကသူတို့တွေအခွင့်ကောင်းယူနေမှန်းသိတာကြောင့်ဒီတစ်ခါတော့လောင်ချေထပ်မထည့်ကြပါနဲ့လို့တတိပေးပြီးမဲ့လူတွေကသူမကိုလစ်ရှူရှူပြီးဆိုင်ရှင်အနံ့ရမှာကိုပဲပုံအော်လောင်းကြတယ်။ဆိုင်ရှင်ကလည်းမင်းကလေးကိုငါနဲ့တူနေတဲ့ခနန်းကိုမခန့်မှန်းနဲ့ဦးလို့တတိပေးတဲ့အခါမင်းကလေးကအန်စာတုံးမှာခနန်းမှမရှိတော့တာတူနေတဲ့ခနန်းကိုဘယ်လိုခန့်မှန်းရမှာလဲလို့ပြောလိုက်တယ်။ဒီစကားကိုကြားတော့လူတွေကသူမကိုမျက်မမြင်တင်မကဘူးအယူမလေးပါလားလို့ဝိုင်းရဲကြတယ်။အန်စာတုံး3လုံးရှိနေတာခနန်းမရှိပဲဘယ်လိုနေမလဲပေါ့။ဆိုင်ရှင်ကမင်းကလေးကိုထပ်ပြီးလောင်းခိုင်းဖို့လုပ်တဲ့အခါမင်းကလေးကငင်းခုန်ရမှာပြင်ပကြောင့်မြန်မြန်လုပ်ပြီးအဖြေကိုပဲပြလိုက်ပါလို့ပြောလိုက်တယ်။နောက်တစ်စက္ကန့်မှာတော့အားလုံးဟာထပ်ပြီးအားတင်းသွားကြပြန်တယ်။အန်စာတုံးထုံလုံးဟာသူ့အလိုလိုလဲပတ်နေပြီးရက်သွားတဲ့အခါအန်စာတုံးမျက်နှာပြင်တွေမှာခနန်းတွေတခုမှမရှိတော့တာပါ။
ဆိုင်ရှင်ကမင်းကလေးကိုလိမ်လည်နေတယ်လို့တန်ရွန်းဝင်ပြီးမဲ့မင်းကလေးကတော့သူမရဲ့စုငွေတွေကိုအေးအေးဆေးဆေးသိမ်းဆည်းသွားပါပြီလူတွေကတော့ဆိုင်ရှင်နဲ့မင်းကလေးပေါင်းပြီးသူတို့ပိုက်ဆံကိုလိမ်ထားလို့ထင်နေကြတယ်ဆိုင်ရှင်ဟာသူ့ရဲ့အဖြစ်ကိမှုကိုတက်တည်ပြုဖို့အတွက်နောက်ဆုံးတစ်ချီကစားဖို့အကြံပြုတယ်ခင်းကတော့အန်စာတုံးတွေကိုလဲထဲပစ်ချပြီးပုံစံအများဆုံးကိုမှန်အောင်ခန့်မှန်းရမှာပါဆိုင်ရှင်ကကနန်း6កောင်လို့ခန့်မှန်းပြီးမင်းကလေးကတော့ငါး6កောင်လို့ခန့်မှန်းလိုက်တယ်ဆိုင်ရှင်ကအန်စာတုံးတွေထဲမှာ Mercury မစိတ်တွေထည့်ထားတာကြောင့်အန်စာတုံးတွေဟာကနန်းပုံစံပဲကျလာမှာမို့သူနိုင်မှာတေးချနေခဲ့တာပါဒါပေမဲ့အန်စာတုံးတွေလက်ထဲမှာရှိနေတော့မှပဲမင်းကလေးကသူမရဲ့နှက်မျက်စိကိုတုံးပြီးပုံစံအားလုံးကိုငါးအဖြစ်ပြောင်းလဲပစ်လိုက်ပါတယ်အန်စာတုံးတွေကျလာတဲ့အခါအားလုံးဟာငါးတွေချီပဲဖြစ်နေလို့အားလုံးအံ့အားသွားကြပြန်တယ်မင်းကလေးဟာအကြီးအကျယ်အနိုင်ရသွားခဲ့ပါသည်စဝီစဝါဖြစ်နေတဲ့ဆိုင်ရှင်ဟာဒေါသတကြီးနဲ့လောင်းကစားစားပွဲကိုဓာတ်နဲ့ထိုးပြီးမင်းကလေးကိုလိမ်လည်မှုနဲ့ဆွတ်ပြန်လိုက်ပါတော့တယ်မင်းကလေးကတင်းငင်းစွာနဲ့ပဲတက်တေပြူဖို့တောင်းဆိုတဲ့အခါဆိုင်ရှင်ဟာလောင်းကစားယုံရဲ့နောက်ွယ်ကကျိုးကွင်သူ Black Widow ကိုဆွဲထုတ်လိုက်ပါတယ် Black Widow ကယုံရဲ့အကုန်တင်းအတွက်ဆိုင်ရှင်ကိုတားဆီးပြီးမဲ့ဆိုင်ရှင်ကအခြေအနေကိုရှင်းထဖို့ကြိုးစားတယ် Black Widow ကမျက်မမြင်တယောက်ဟာလိမ်လည်ဖို့မခက်နိုင်ဘူးလို့ယုံကြည်နေပြီးမင်းကလေးရဲ့ကံကြမ္မာကိုသူမပြောင်းလဲပေးနိုင်တယ်လို့ထင်နေတာပါသူမကမင်းကလေးကိုစိုက်ကြည့်ရင်မင်းကငါ့ကိုတီးတယ်လို့မျိုးမင်းရဲ့မျက်လုံးတွေကိုငါမြင်လို့ရမလားလို့မေးလိုက်တယ်သူမဟာဒီမင်းကလေးကတကယ်ပဲမက်ဆီကန်နေတာလားဒါမှမဟုတ်ကန်းချင်းရောင်ဆောင်နေတာလားဆိုတာကိုသိချင်နေခဲ့တာပဲဖြစ်ပါတော့တယ်